ကျွန်တော်ရဲ့ဘယ်ဘက်နဲ့ညာဘက်မှာရှိတာကတော့ဒါ carry ရဲ့ကျွန်တော် A6 နဲ့ T4 ရဲ့ body structure တွေ chassis တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဘက်က T4 လေးကိုအရင်ပြောမယ်ပေါ့နော်ဒီကောင်က diesel engine ကျွန်တော်ဒီ day review မှာပြောခဲ့သလိုပဲဒီကောင်က Isuzu engine ကိုသုံးထားတာ technology engine ကိုသုံးထားတာဖြစ်တဲ့အတွက်ဒီမှာ Isuzu logo အစတရားဝင်သုံးပြထားတယ်ဒီမှာ plate တွေမှာရောအကုန်လုံး Isuzu engine နဲ့ပဲဒီကောင်ကကျွန်တော်တို့ 2.8 liter diesel engine ကိုသုံးပြထားတယ်5 speed manual gear နဲ့ပေါ့နော်ကျွန်တော်ဒီကောင်ကနောက်ပြီးတော့ကျွန်တော်အရှေ့အားဖြင့်ဆိုလို့ရှိရင်19ပေကျွန်တော်ဝင်းကျင်လောက်ရှည်တယ်နောက်ပြီးတဲ့အခါကျတော့ကျွန်တော်ရှေ့မှာလည်းlease premier ပေါ့နော်ကျွန်တော်တို့ဒါ၄တိုင်းနဲ့ပဲနောက်မှာဆိုလည်း၄တိုင်းနဲ့ပဲပေါ့နော်၄ကိုမှနှစ်ထပ်ပုံစံလေးနဲ့လှုပ်ထားတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာသိတာလားဆိုရင်ကျွန်တော်ဒီ frame တွေကန်ကြည့်လိုက်တဲ့အခါမှာ frame တွေကလည်းတော်တော်လေးကိုထူထူထဲထဲပဲပေါ့နော်အခုဒီနေ့ကျွန်တော် launch လုပ်တဲ့A6 နဲ့ T4 ရအားသာချက်ဆိုတဲ့အတိုင်းပဲကျွန်တော် double wheel တွေဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီT4 diesel ကားရော A6 ဓာတ်ဆီကားရောကျွန်တော်တို့နှစ်ခုစလုံးက double wheel တွေပဲပေါ့နော်ဆိုတော့အနောက်မှာဆိုလို့ရှိရင်စပြဝီးတစ်လုံးပါမယ်အားလုံးစိတ်ဝင်စားမယ့်အချက်ကတော့ဒီ zoo engine ဖြစ်သွားတာရယ် diesel engine ဖြစ်သွားတာရယ်ဒီကောင်က torque အားဖြင့်ဆိုလို့ရှိရင်လည်းကျွန်တော်တို့240ကျော်ဝန်းကျင်ထွက်တယ် horsepower ဆိုလည်း100ကျော်ထွက်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒါ engine power ကလည်းကျွန်တော်တို့2.8 liter ဖြစ်တယ်ဆိုတော့ကြောင့်3 liter 3cc လောက်ရှိတယ်ပေါ့နော်ဆိုတော့ကြောင့်တော်တော်လေးကိုအဆွဲယုံကောင်းတယ်ကျွန်တော်ဝင်ချစ်တွေတင်မယ်ဆိုလို့ရှိရင်လည်းကောင်းတယ်နောက်ပြီးတကယ်ကိုမှခိုင်မာတဲ့ structure နဲ့တိစောက်ထားတယ်အရှိရဝေရိုးပါဆိုလို့ရှိရင်တော့ကျွန်တော်တို့တတန်ခွဲဝင်ရိုးလောက်ပေါ့နော်1.3 တန်ရှိတယ်နောက်ကကျွန်တော်2တန်ခွဲတန်းနဲ့လောက်ထားတယ်ပေါ့နော်ဆိုတော့ဒီဘက်က A6 ကလေးပေါ့နော် A6 ရဲ့ chassis လေးပေါ့နော်ဒီကောင်က 1.6 liter ဓာတ်ဆီ engine ကိုအသုံးပြုထားတယ်ကျွန်တော် DAM 60KR ဆိုတဲ့ engine ကိုအသုံးပြုထားတယ်ဒီကောင်ကလည်းကျွန်တော်ဒါလုပ်ငန်းသုံးကားတွေမှာအများစုသုံးတဲ့ engine ဖြစ်တယ်ဒီကောင်ကလည်း5 speed manual နဲ့ပဲကျွန်တော်တို့ဆောနာပြောဒီမှာကျွန်တော်တို့ဒါတန်းဆိုလို့ရှိရင်လည်းဒီကောင်က800တန်တန်းအနောက်ကဆိုလို့ရှိရင်2တန်ခွဲတန်းပေါ့နော်ဆိုတော့ဒီကောင်ကလည်းကျွန်တော် A6 ကလည်းကျွန်တော်တို့ဓာတ်ဆီဆိုပေမဲ့ကျွန်တော် double wheel ဖြစ်တယ်နောက်ပြီးတော့ torque ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော် horsepower ဒီကောင်ပုံမြင်တယ်120လောက်ရှိတယ်torque ကတော့ဒီကောင်က158ပေါ့နော်160လောက်ရှိတယ်ဒီကောင်ရဲ့အတွင်းကန်းလေးကတော့နည်းနည်းလေးပို့ပြီးတော့ထည့်စရာလေးတွေပို့စုံတယ်နည်းနည်းလေး luxury လေးပို့ဆန်တယ်ဒီဘက်ကတော့လုပ်ငန်းသုံးပို့ပြီးတော့ဆန်သွားတယ်ပေါ့နော်ဆိုတော့နောက်ပြီးတော့ဒီကောင်ကရှေ့က disc brake နောက်ကကျွန်တော်တို့ဒါ drum brake ပေါ့နော်ဆိုတော့အားလုံးကတော့ရှေ့ရောနောက်ကတော့ leaf spring တွေယူရ leaf spring တွေဖြစ်သွားတဲ့အတွက်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကုန်တင်ဝင်ပို့တင်နိုင်တယ်နောက်ပြီးတော့ပြုပြင်ထိန်းသိမ်းစေတက်တာတယ်နောက်ပြီးတော့အပြည့်အစည်းမှုနည်းတယ် durable ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးက chassis လေးသူကလည်းအဲ့လိုပဲ chassis သားတွေကတော်တော်လေးကိုခိုင်မာထူထူထဲပဲကျွန်တော်တို့နှွဲတိနှွဲတောင်းမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ chassis နဲ့ပတ်သက်လို့ဆိုလို့ရှိရင်တေချာလေးလာလို့ရအောင်ကျွန်တော်တို့ဒီကျွန်တော် launch လုပ်တဲ့အခမ်းမအပြင်ဘက်မှာဒီနှစ်ခုလုံး chassis လိုက်ကိုကျွန်တော်ပြသထားတာဖြစ်ပါတယ်ခင်ဗျာ